19ရက်2လ2026အင်္ဂါနေ့နေကုန်အတွက်လုံးဝပတ်တိနဲ့မေရောတေကွက်မျှဝေနေပေးခြင်းဖြစ်ပါတယ်ခင်ဗျာเนาะအဲ့ဒီတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေဦးဒီမားတွေအောင်လုံးဘက်ကနေပြီးတော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစားကနေအဆုံးထိသေသေးရှာလေးပြီးဆုံးနိုင်အောင်ကြည့်ပေးပါဟုတ်ကဲ့ဦးဒီမားတွေအောင်လုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒူလီဦးအောင်ပါရှယ်ကျွန်တော်ရဲ့ဒူလီလက်ကြီးအောင်ပါရှယ်ကျွန်တော်ရဲ့ဒူလီရွှေလက်ကြီးအောင်ပါရှယ်ကျွန်တော်ရဲ့ဒူလီမာစတာအောင်ပါရှယ် YouTube channel ကနေပြီးတော့အခုဒီမားတွေအောင်လုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာ channel ကို subscribe မလုပ်ရသေးတဲ့အခုဒီမားတွေအောင်လုံးက channel ကို subscribe နေပြီပါ channel ကို subscribe နေပြီးတဲ့အခုဒီမားတွေအောင်လုံးကnotification ခေါင်းလုံးလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျာเนาะ။ဘာဖြစ်လို့ notification ခေါင်းလုံးလေးကိုဖွင့်ထားလဲဆိုတော့ကျွန်တော်တူလေးနဲ့ပတ်သက်ပြီးတင်ပြဗီဒီယိုတစ်တွေကိုချင်းမိတ်ဆွေဦးဒီမားတွေအားလုံးဘက်ကနေပြီးတော့အမြင်မြင်အောင်အမြင်တွေ့ရအောင် notification ခေါင်းလုံးလေးကိုဖွင့်ထားမှသာလေချင်းမိတ်ဆွေဦးဒီမားတွေအားလုံးဘက်ကနေပြီးတော့အမြင်မြင်ရမှာအမြင်တွေ့ရမှာဖြစ်ပါတယ်။အဲဒါကြောင့် notification ခေါင်းလုံးလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျာเนาะ။ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုလည်း like လက်မလေးမနှိပ်ပေးရသေးတဲ့ချင်းမိတ်ဆွေဦးဒီမားတွေအားလုံးကလည်း like လက်မလေးတယောက်ချက်စီဟောပြီးတော့နှိပ်ခဲ့ပေးပါကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုလည်းမ share ရသေးတဲ့ချက်မိတ်ဆွေကိုဒီမားတွေအားလုံးကလည်း share လို့ရတဲ့နေရာလေးဒီမှာ share ပြီးမှကြည့်ပေးပါမမျှဝေရသေးတဲ့ချက်မိတ်ဆွေကိုဒီမားတွေအားလုံးကလည်းမျှဝေလို့ရတဲ့နေရာလေးဒီမှာမျှဝေပြီးတော့မှကြည့်ပေးပါเนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment မှာလည်းချက်မိတ်ဆွေကိုဒီမားတွေတူတယောက်မကြမ်းမင်္ဂလာပါသို့မဟုတ် okay လောက်တော့မှန်ခဲ့ပြီပါဘာဖြစ်လို့မင်္ဂလာပါသို့မဟုတ် okay လောက်မှန်ခိုင်းတာလဲဆိုတော့19ရက်2လ2026အင်္ဂါနေ့နေကုန်မှာတစ်ချိန်သုံးပုံနှစ်ချိန်ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုမင်္ဂလာရှိသွားအောင် okay သွားအောင်လို့မင်္ဂလာပါသို့မဟုတ် okay လောက်တော့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေတူတယောက်မကြမ်းဝင်ပြီးတော့မှန်းခဲ့ပြီပါเนาะကဲအဲ့တော့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးတော့လာပြီเนาะ19ရက်2လ2026အင်္ဂါနေ့နေကုန်တော့လုံးဝပတ်တိနဲ့မေရောတင်ကွက်ပြောရပါမယ်တစ်လုံးမိုင်ပတ်တိနဲ့6လုံးမိုင်ပတ်တိဖြစ်ပါတယ်တစ်နဲ့ပတ်သက်တဲ့မေရောတင်ကွက်ပြောပြပါမယ်တစ်3တစ်6တစ်9 6နဲ့ပတ်သက်တဲ့မေရောတင်ကွက်ပြောပြပါမယ်63 66 69အဲ့ဒါက19ရက်2လ2026အင်္ဂါနေ့နေကုန်တော့လုံးမိုင်ပတ်တိနဲ့မေရောတင်ကွက်ဖြစ်ပါတယ်เนาะကဲဒါကျွန်တော်တို့ဒီဘက်မှာဆိုနေတယ်เนาะဒါကျွန်တော်ရဲ့ဒါတတိပြည့်စာလုံးမွေးသမားအားလုံးကလည်းချမိတ်ဆွေကိုဒီမားတွေအားလုံးကလည်းเนาะအစင်ပြေလောက်အစင်ပြေပြီးရသလောက်ရပြီเนาะအဲ့ဒီတော့စောစောမီးလို့စောစောနားခြင်းပါတယ်ဆိုတော့ချမိတ်ဆွေကိုဒီမားတွေအားလုံးကစောစောမီးလို့စောစောနားမယ်ဆိုတဲ့နားပါเนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အလောင်းစားဆိုတာကเนาะလောဘအောင်ကျန်တဲ့ဒိန်းတာကောင်းလုံးပါပဲเนาะချမိတ်ဆွေကိုဒီမားအားလုံးကိုဒီစကားကဒါကျွန်တော်ရဲ့ဒါစေတနာစကားပါပေါ့เนาะကျွန်တော်ချမိတ်ဆွေကိုဒီမားအားလုံးပြောပေးခြင်းဖြစ်ပါတယ်เนาะအဲ့ဒီတော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစားကနေဆုံးလို့ရှာလေးပြီးဆုံးနိုင်အောင်ကြည့်ပြီးတဲ့ချမိတ်ဆွေကိုဒီမားအားလုံးတယောက်ရှင်းနိုင်မယ်စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေစီးပွားရေးလူမှုရေးကျန်းမာရေးเนาะဆက်ဆက်ရအားလုံးပဲအဆင်ပြေကြပါစေလို့ချမိတ်ဆွေကိုဒီမားတွေအားလုံးကိုဒါကျွန်တော်ကနေပြီးတော့အဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာเนาะကိုဒီမားအားလုံးဘာမှမ